တရားဝင်ချစ်သူတွေဖြစ်သွားပြီဖြစ်ကြောင်းရုတ်တရက် confirm လိုက်တဲ့တနာညီတို့အတွက်တနာညီနဲ့အုပ်စိုးခန့်တို့နှစ်ယောက်ကမရကျွန်းစကားထဲမှာတွေကပရိသတ်တွေရဲ့အသေးအတန် worship ချင်းကိုခံခဲ့ရတာပါအခုတစ်ခါမှာတော့သူတို့နှစ်ယောက်ကတော့ပရိသတ်တွေ ship စရာတော့မလိုတော့ပါဘူးအပြန်အလှန်အပေးယူနဲ့ပေါ်ရင်ကြီးကိုထားပြီးတော့ confirm သွားခဲ့တာပါဒါမျိုးမှပိုကြိုက်တာပါယတနာဘိုးတို့အတွဲလိုမျိုးပရိသတ်တွေကိုမကစားပါဘူးတလောကလုံးတင်နေတာတော့မောင်နှမတွေဆိုပြီးတော့အသေးအတန်ဖုံးဖိနေခဲ့တာပါလာတိုင်းနေ့ကလာချိန်မှာတရုတ်ဆောင်တန်တာညီနဲ့တွဲနေပြီဖြစ်ကြောင်းတန်ဖိုးကြီးအိမ်နဲ့ချောကလက်ပေးရင်ချပြလာတဲ့အုပ်စုခဲ့တန်တာညီနဲ့ချစ်သူတွေချင်းနေပြီဖြစ်ကြောင်းပရိသတ်တွေကိုအခုလိုမတိမတာချပြလာတာကတော့အုပ်စုခင်ပါဒါကြောင့်လေပရိသတ်တွေကသဘောတူနေကြတာဖြစ်ပါတယ်။အုပ်စိုးခန်းဆိုတာကတော့အစိုးရအဖြစ်နဲ့အနုပညာလောကကိုဝင်လာပေမဲ့အခုဆိုရင်တော့တရုတ်ဆောင်မင်းသားအဖြစ်ပါအနုပညာလှူရှာမှုတွေလုပ်ကိုင်နေပါပြီ။အုပ်စိုးခန်းနဲ့တန်တာညီတို့ကမရကြုံဇလန်တွဲမှာအကောင်းဆုံးတွဲဖက်တရုတ်ဆောင်ရင်းနဲ့ပရိသတ်တွေကသဘောတူခဲ့ကြတာဖြစ်ပါတယ်။တန်တာညီနဲ့အုပ်စိုးခန်းတို့နှစ်ယောက်ကရင်းနှီးသွားတာပါ။အခုတော့သူတို့နှစ်ယောက်ဟာချစ်သူတွေဖြစ်နေတာကိုပရိသတ်တွေကိုချပြလာတာပါ။အဲ့ဒါကတော့အစိုးခန်းကကဘာကျော် Louis Vuitton အိမ်နဲ့ Valentine Chocolate တွေကိုတန်တာညီစီကိုပေးထားတာဖြစ်ပြီးတော့တန်တာညီကလည်းအဲ့ဒါတွေကိုမိုင်းတေးပြန်တင်ထားခဲ့ရပါအခုတော့တန်တာညီနဲ့အစိုးခန်းတို့ဟာဆိုဗီယက်သက်စနဲ့ဟင်းဝင်ရန်ရတနာဘုံနဲ့ရှင်းတီထူပြီးရင်အခုနှစ်တည်းအတွင်းနုပညာလောကတွေကလူချင်းချင်းပြန်တွဲတဲ့တတိယမြောက်ဆုံးတွဲဖြစ်လာတာဖြစ်ပါတယ်အထူးသဖြင့်တော့တန်တာညီဟာကိုရီးယားမလေးလိုချစ်စရာကောင်းလို့အစိုးခန်းနဲ့လိုက်ဖက်ညီနေတာပါဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့သူတွေရောအစိုးခန်းနဲ့တန်တာညီကလိုက်ဖက်တယ်လို့ထင်လားဆိုတာမှတ်ချက်ပေးခဲ့ပါဦးရှင်အစိုးခန်းစပင်ဆွဲတာခံခဲ့ရတဲ့တန်တာညီမင်းသမီးချော်လေးကသူရဲ့တရုတ်ဆောင်ဘွားမှာရိုက်ခဲ့သမျှဇကားတိုင်းကအချစ်ယူစိတ်ရုပ်တေးလိုပဲဝန်ခံထားပါတယ်။ဒါပေမဲ့မယားကျွန်းဇကားကတော့သူ့အတွက်တကယ်ကိုထူးခြားတဲ့အတွေ့အကြုံကိုပေးခဲ့တယ်လို့ဆိုပါတယ်။အချို့ခန်းတွေမှာဆိုရင်မျက်ရည်ကရက်ကိုမရနိုင်ပဲတကယ်ကိုစိတ်ခံစားမှုပြင်းထန်လွန်းလို့ရိုက်နေရင်နှလုံးရောဂါရမှာဆိုလို့စေပါတောက်ခဲ့ရတယ်လို့ပြောပါတယ်။ဒီဇကားဟာသူ့ရဲ့တရုတ်ဆောင်ဘွားအတွက်နောက်ထပ်မှတ်တိုင်တစ်ခုဖြစ်လာလိမ့်မယ်လို့လည်းမျှော်လင့်နေပါတယ်။တန်တာညီကသူ့ရဲ့ဇာတ်ကောင်းတိုင်းခန်းစားကြည့်ရင်အရန်ကိုရင်နာဖို့ကောင်းတယ်လို့ပြောခဲ့ပြီးဒီလိုဇယုံမျိုးကသူနဲ့ပဲလိုက်ဖက်တယ်ဆိုပြီးကန်လန်းခဲ့လို့လဲဝမ်းသာပီတီဖြစ်ရတယ်လို့ဆိုပါတယ်ဒီဇာတ်ကားထိတ်ကသူ့ရဲ့ character ကပရိသတ်တွေအမြင်ကက်ချင်စရာကောင်းအောင်ရည်ရည်သူပြီးတရုပ်ဆောင်ထားရတာပါဇလန်ထဲမှာဆိုရင်တစ်ချိန်လုံးကိုနဲ့တွတ်ခေါ်နေလို့ကိုဟာကိုယ်တော်စိတ်ညစ်ပြီးအမြင်ကက်စရာကြီးဖြစ်နေမယ်လို့သူကရီမောပြီးပြောခဲ့ပါတယ်။အစိုးခန်းကလည်းသူ့ရဲ့အတွေ့အကြုံကိုပြောပြခဲ့ပါတယ်။သူကတန်တာညီကိုစပင်ဆွဲတာမျိုးတွေလုပ်ရတဲ့အခါတိုင်းစပင်ဆွဲမယ်နော်လို့အာနာနာနဲ့အရင်ပြောပြီးမှလုပ်ရတယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းဇက်ဝင်ခန့်ရဲ့ခန်းစားချက်ကိုမပြတ်စေဖို့မူကရောလို့မရဘူးဆိုတဲ့စိတ်နဲ့တရုတ်ဆောင်ခဲ့ရတယ်လို့ပြောပါတယ်။ပရိသတ်ကြီးတို့ရောအစိုးခန်းနဲ့တန်တာညီစူးစမ်းရိုက်ကူးထားကြတဲ့မယားကျွန်းစကားကိုကြည့်ရှုအားပေးဖို့အစဉ်သင့်ပဲလားရှင်။နောက်ဆင်ပေးခဲ့ကြတဲ့ပရိသတ်ဦးချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နော်။